ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ2025ခုနှစ်ကထိန်သင်္ကန်းစက္ကန့်လှူဒန်းပွဲအခမ်းအနားကိုဒီကနေ့မနက်ပိုင်းကပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီတင်နန်းကျောင်းမှာရှိတဲ့ခမ်းမဆောင်မှာပြုလုပ်ရာပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးခင်ရီနဲ့ဇနီးဒေါ်ခင်မေစိုးတို့တက်ရောက်ကြပြီးကထိန်လျာသင်္ကန်းနဲ့ကထိန်လှူဝဲပစ္စည်းတွေစက္ကန့်လှူဒန်းခဲ့ပါတယ်။အခမ်းအနားကိုနေပြည်တော်လယ်ဝေးမြို့ပေါမြိုင်ပရိယတ်တီစာတင်၌ဗရာဏနာယကအဘိဓဇမဟာရထဂုရုအကမဟာပန္နိတမဟာခန္ဓာဝါစကဥပါဒတန်ဤဇေဒီတော်မြတ်ကြီးရဲ့ဩဝါဒစရိယဆရာတော်ဗဒ္ဒနာဇနိယအမှုပြုတဲ့ဆရာတော်တန်ဃာတော်တွေကြွရောက်ချီးမြှင့်ကြပြီးပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးခင်ရီနဲ့ဇနီးဒေါ်ခင်မေစိုးတို့နဲ့အတူပါတီဒုတိယဥက္ကဋ္ဌဦးမြတ်ဟိန်းနဲ့ဇနီးဒေါ်ထွေးထွေးညွန့်ဒုတိယဥက္ကဋ္ဌဦးလှထွန်းဒုတိယဥက္ကဋ္ဌဦးမျိုးစောသိန်းပါတီထွေထွေအတွင်းရေးမှူးဦးတောင်းအေးနဲ့ဇနီးဒေါ်သိန်းမျိုးမျိုးအောင်ပါတီတွဲဘက်ထွေထွေအတွင်းရေးမှူးဦးတင်အောင်ချစ်ပါတီဗဟိုအတွင်းရေးမှူးတွေဗဟိုအလုပ်အမှုဆောင်တွေနဲ့ဇနီးတွေဦးစီးရုံးအဖွဲ့ဝင်တွေတက်ရောက်ခဲ့ကြပါတယ်အခမ်းအနားကိုနမောတတ3ချိန်ရွတ်ဆိုဖျားကြော့ဖွင့်လှစ်ပြီးပေါမြိုင်ပရိယတ်တိစာတင်၌ဗရာဏနာယကအဘိဓဇမဟာရထဂုရုအကမဟာပန္နိတမဟာခန္ဓာဝါစကဥပါဒတန်ဤဇေဒီတော်မြတ်ကြီးရဲ့ဩဝါဒစရိယဆရာတော်ဗဒ္ဒနာဇနိယထံမှအင်္ဂါ၅ပါးနဲ့ပြည့်စုံတဲ့တီလာတော်မြတ်တွေကိုခံယူစောက်တီကတန်ဃာတော်အရှင်သူမြတ်တွေရွတ်ပွားတရေစေတော်မူတဲ့ပရိတ်တရားတော်တွေကိုနာယူကြပါတယ်အဲဒီနောက်ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးခင်ရီနဲ့ဇနီးတို့ကပေါမြိုင်ပရိယတ်တိစာတင်၌ဗရာဏနာယကအဘိဓဇမဟာရထဂုရုအကမဟာပန္နိတမဟာခန္ဓာဝါစကဥပါဒတန်ဤဇေဒီတော်မြတ်ကြီးရဲ့ဩဝါဒစရိယဆရာတော်ဗဒ္ဒနာဇနိယထံကထိန်သင်္ကန်းနဲ့လှူဝဲပစ္စည်းတွေကိုစက္ကပ်လှူဒန်းကြပြီးကထိန်လူကန်ကျောင်းနေပြည်တော်လဲဝေးမြို့ဘောဓိကုံဓမ္မရိပ်သာကျောင်းတိုက်ဆရာတော်ဦးဩဘာတာထံကထိန်လျာသင်္ကန်းနဲ့လှူဝဲပစ္စည်းတွေကိုစက္ကပ်လှူဒန်းကြပါတယ်ထို့နောက်မှာတော့ပါတီဒုတိယဥက္ကဋ္ဌတွေနဲ့ဇနီးတွေပါတီအထွေထွေအတွင်းရေးမှူးဦးတောင်အေးနဲ့ဇနီးပါတီတွဲဘက်အထွေထွေအတွင်းရေးမှူးဦးတင်အောင်ချစ်ပါတီဗဟိုအတွင်းရေးမှူးတွေဗဟိုအလုပ်အမှုဆောင်တွေကကြွားရောက်တော်မူလာကြကုန်သောဆရာတော်များထံကထိန်သင်္ကန်းနဲ့လှူပွဲပစ္စည်းတွေကိုစက္ကပ်လှူဒန်းကြပါတယ်။အဲဒီနောက်ပြည်တော်သူကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးခင်ရီနဲ့ဇနီးအပရိသတ်တွေဟာပေါမြိုင်ပရိယတ်တိစာတင်၌ဗရာဏနာယကအဘိဓဇမဟာရထဂုရုအကမဟာပန္နိတမဟာခန္ဓာဝါစကဥပါဒတန်ဤဇေဒီတော်မြတ်ကြီးရဲ့ဩဝါဒစရိယဆရာတော်ဗဒ္ဒနာဇနိယထံမှကထိန်အနုမောဒနာတရားနာယူပြီးလူဒန်းမှုအစုစုအတွက်ရေဆက်သွန်လောင်းအမျှပေးဝေကြပါတယ်။ထို့နောက်ဗုဒ္ဓသာသနာစိရန်တိတ်တတု၃ချိန်ရွတ်ဆိုဆုတောင်းကအခမ်းအနားကိုရုပ်သိမ်းခဲ့ကြပြီးအခမ်းအနားအပြီးမှာပေါမြိုင်ပရိယတ်တိစာတင်၌ဗရာဏနာယကဆရာတော်ကြီးအမှုပြုတဲ့ဆရာတော်တန်ဃာတော်တွေကိုပြည်တော်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးခင်ရီနဲ့ဇနီးအပရိသတ်တွေကနေစွန်းစက္ကပ်လှူဒန်းခဲ့ကြပါတယ်။ဒီနေ့ကျင်းပပြုလုပ်တဲ့ပြည်တော်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီရဲ့2025ခုနှစ်ကထိန်သင်္ကန်းစက္ကပ်လှူဒန်းပွဲအခမ်းအနားမှာပရိသာပင်9ပင်ဝတ္ထုငွေတန်ဖိုးကျပ်83သိန်း6300နဲ့ပစ္စည်းတန်ဖိုးငွေကျပ်32သိန်း18000ကျပ်ဖြစ်တာကြောင့်စုစုပေါင်းလှူဒန်းမှုမှာတန်ဖိုးငွေကျပ်113သိန်း8000ကျပ်ဖြစ်တယ်လို့သိရပါတယ်။